ခဲအားလုံးပဲမင်္ဂလာပါဗျာမင်္ဂလာရှိတဲ့နေ့လည်ခင်းလေးဖြစ်ပါသေးအားလုံးပဲမင်္ဂလာပါကဲကျွန်တော်ဒီနေ့ခင်းတော့ကျွန်တော် live မလွှင့်တော့ဘူးကျွန်တော်ဗီဒီယိုလေးပဲတင်ပေးလိုက်ပါတယ်ကျွန်တော် live မလွှင့်တော့ဒီနေ့ခင်းနဲ့ live မလွှင့်တော့ဘူးเนาะဗီဒီယိုလေးပဲတင်ပေးလိုက်ပါတယ်အကောင့်တွေကဘာတွေဖြစ်မှန်းမသိတဲ့ကျွန်တော် live တော့မလွှင့်တော့ဘူးเนาะဗီဒီယိုလေးတင်ပေးလိုက်ပါတယ်စောစောလေးတင်ပေးလိုက်ပါတယ်ကဲအခွေရထပ်ထွက်ပြန်ပြီကိုလင်းတို့ရဲ့အခွေနော်ကျွန်တော်ရဲ့ဒါကျွန်တော်အဖွဲ့ဝင်တွေကိုကျွန်တော်ပေးထားတဲ့126ခွန်အခွေရ3ခွက်ရှိသွားပြီကနန်း6ခွက်ပဲရှိတာ၄လုံးခွေရ3ခွက်ထွက်တယ်ဗျာဒီဘက်နော်ဒါပေမဲ့ဒီနေ့6ခွန်ကတော့ကျွန်တော်မပေါက်ပါဘူးမနေ့ကတည်းကကျွန်တော်16ထွက်ပြီးတည်းကကျွန်တော်2ခွက်ထွက်တော့ကျွန်တော်โอเคတော်ပြီဆိုပြီးတော့နော်ထပ်ထွက်တယ်ဗျာကိုလင်းတို့ရဲ့အခွေရနော်အဖွဲ့ဝင်အခွေလေ126ခွန်1ခွန်ထွက်တယ်16ထွက်တယ်အခု6ခွန်ထွက်တယ်နော်နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ကမပေါက်ကျွန်တော်ကတော့ဒီမနေ့မပေါက်ပါဘူးထွက်တဲ့အကြောင်းပြောပြတာပါနော်ထိုးတဲ့လူတွေကထပ်ပေါက်တာပေါ့ကျွန်တော်ကတော့မထိုးတော့ပါဘူးနော်တကွက်ထွက်တော့ကျွန်တော်ကျင်တတ်ပါတယ်အခွေရနော်ကြိုက်လုံးတော့နောက်တစ်ခါထပ်ထိုးလို့2ကွက်ထွက်တယ်ပေါ့နော်အခုက3ကွက်တောင်ထွက်တယ်ပြောရမှာအခွေရနော်အဲ့ဒါကြောင့်မလို့အခွေလေးထွက်တဲ့အကြောင်းပြောတာပါတခြားတော့မဟုတ်ပါဘူးကျွန်တော်တော့မပေါက်ပါဘူးဒီမနေ့ကျွန်တော်မထိုးပါဘူးအဲ့အခွေကိုနော်ကျွန်တော်တော်ပြီဆိုပြီးမထိုးတော့တာနော်ကဲအားလုံးမင်္ဂလာပါကျွန်တော်ဗီဒီယိုလေးတော့တင်ပေးလိုက်ပါတယ်ကဲအဖွဲ့ဝင်မဲ့သူတွေကလူဟောင်းတွေကောလူသစ်တွေကောကျွန်တော်ဖုန်းတွေဆက်ဖွင့်လိုက်ပါပြီ7 နာရီ10မိနစ်ကတည်းကထွက်ပြီးတည်းကကျွန်တော်ဖုန်းတွေဆက်ဖွင့်လိုက်ပါပြီเนาะအဲဒါကြောင့်မို့ကျွန်တော်မိတ်ဆွေတွေအားလုံးကနေပြီးတော့ဒါအဖွဲ့ဝင်မဲ့သူတွေကကိုလင်းရဲ့ဖုန်းနံပါတ်3996 906 101026ကဲ3996 981 688 iPhone လေးနှလုံးเนาะကျွန်တော်အကောင့်တွေကနေအကုန်လုံးဒီဗီဒီယိုတင်ပေးမယ်เนาะကျွန်တော်အခုမိတ်ဆွေတို့တင်နေတဲ့ဒူဒီကိုလင်းဆိုတဲ့အကောင့်ကရောနောက်ပြီးတော့ lucky လင်းဆိုတဲ့အကောင့်ကရောနောက်ပြီးတော့နောက်ညမှာထပ်ဖွင့်လိုက်တဲ့ lucky king ဆိုတဲ့เนาะ lucky king ဆိုတဲ့အကောင့်သစ်ကလေးပေါ့เนาะ lucky king ဆိုတဲ့အကောင့်သစ်ကလေးเนาะအကောင့်တွေတိုင်းမှာကိုလင်းရဲ့အကောင့်တွေတိုင်းမှာအကောင့်ထဲကိုဝင်ကြည့် profile မှာကျွန်တော်ဖုန်းနံပါတ်တင်ထားတယ်906 101026ကဲ981 688 953အဲ့ဒီဖုန်းနဲ့နှလုံးတင်ထားတဲ့အကောင့်မှန်သမျှကိုလင်းမဟုတ်ရင်အတုပါနော်ကိုလင်းပါစကားခေါ်တဲ့ဖုန်းနံပါတ်သားရင်ကိုလင်းအစ်စ်ဖြစ်ပါတယ်နော်ကိုလင်းရဲ့အစ်စ်ကိုင်းတဲ့ဖုန်းနံပါတ်က3996 101026ကဲ3996 688 နော် iPhone လေးနှလုံးဆက်ပြီးတော့ဒီနေ့ကင်းစပြီးတော့လာမယ့်ဘက်တော့ကိုအဖွဲ့ဝင်လို့ရပါပြီလာမယ့်ဘက်မှာလည်းဖောင်းရပိတ်ရမရှိပါဘူးအခုလိုပဲ၄လုံးခွေလေးပဲကျွန်တော်ဖွဲ့ဝင်တွေကိုအေးအေးဆေးဆေးနဲ့ကျွန်တော်တို့ထပ်ဖြုံမယ်နော်အဲဒီကြောင့်မို့ကျွန်တော်မိတ်ဆွေတွေအားလုံးကနေပြီးတော့အဖွဲ့ဝင်မဲ့သူတွေဒီနေ့ကင်းစပြီးလူဟောင်းရောလူသစ်ရောဝင်လို့ရပါပြီနော်အဲ့ဒါလေးဥစောပထမပြောချင်ပါတယ်ကဲကျွန်တော်ကြာတာဘင်းနဲ့ညနေ4 နာရီကိုထပ်သွားမယ်နော်ကဲကြာတာဘင်းနဲ့ညနေ4 နာရီကိုကျွန်တော်ကိုင်မဲ့ဝမ်းချင်းလေးကတော့၄ကိုဝမ်းချင်းဖြစ်ပါတယ်နော်၄ကိုဝမ်းချင်းဖြစ်ပါတယ်ကြာတာဘင်းနဲ့ညနေ4 နာရီကိုကျွန်တော်ကိုင်မဲ့ဝမ်းချင်းလေးကတော့၄ကိုဝမ်းချင်းဖြစ်ပါတယ်နော်ဒါပဲညနေ4 နာရီကိုကျွန်တော်ကံမဝန်းချင်းက၄ကိုဝန်းချင်းဖြစ်ပါတယ်၄ကိုဝန်းချင်းမှာကျွန်တော်ကိုလင်းကနေပြီး၄နဲ့ပတ်သက်လာရင်ဗာလေးကြိုက်လဲဆိုရင်4 1 4 2 4 6 4ခွန်နော်ဝန်းချင်းက၄ကို၄နဲ့ပတ်သက်ရင်4 1 4 2 4 6 4ခွန်နော်အဖေမဲ့သူတွေကကိုလင်းရဲ့ဖုန်းနံပါတ်က3996 906 101026ကဲ3996 981 688 953နော်ကိုလင်းအစ်စ်ကိုင်းတဲ့ဖုန်းနံပါတ်ကိုလင်းပါစကပြောရင်ကိုလင်းကိုင်းတဲ့ဖုန်းနံပါတ်ပဲနော်ကိုနဲ့ပတ်သက်တာက919296 ခွန်414246 ခွန်919296 ခွန်နော်ကဲအဲ့ဒါပြင်ကျွန်တော်ကျရင် main တင်ခွက်ပြောမယ် main တင်ခွက်ပြောရင်ကိုလင်းရဲ့ဖုန်းနဲ့ကိုလင်းအစ်စ်ကိုင်းတဲ့ဖုန်းနံပါတ်ဒီ3996 906 101026ကဲ3996 688 ခွန်53 iPhone လေးနှလုံးဆက်ပေးပါ main တင်ခွက်ကတော့ညနေကို818289ဖြစ်ပါတယ်နော်818289 main တင်ခွက်ဖြစ်ပါတယ်နော်ဟုတ်ပြီလားကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးမတက်တာပါ9 night အားလုံးမတက်တာပါမင်္ဂလာရှိတဲ့ကြာသပတေးညနေ4 နာရီကိုပန်ဆင်ကြပါစေအားလုံးပဲကျေးဇူးတင်ပါတယ်အားလုံးမတက်တာပါ